လောကကြီးမှာကိုယ့်ထက်ချစ်ရမယ့်လူကိုဘယ်နေရာကိုသွားရှာလို့မှမတွေ့နိုင်ဘူးတဲ့လူတိုင်းကိုအချစ်ဆုံးပါတဲ့ဒါကိုသာနားမလည်ဘူးဆိုရင်တော့တလောကလုံးရဲ့အလိညာကိုခံရပြီးသားမှတ်ပြီတော့တဲ့တော့ပေါ့လားလူတွေကငါ့ကိုဟိုလူကတားချစ်တယ်လို့ထင်တာတွေအများကြီးရှိတယ်ဟုတ်တယ်မို့လားရှိတယ်နော်အဲ့တော့ဘာလို့တုံးဆိုတော့ကိုကလည်းပဲငါပေါ်တော့အများကြီးဖြစ်နေတာဆိုတော့တည်တော့အများကြီးခံစားရတာပေါ့နော်ပြီးတော့တစ်ချိန်ကျတော့ကိုထင်တယ်လို့မဟုတ်ဘူးလိန်ညာခံရတာတိုက်တော့တော့ချင်းမှာပေါ့ဒါကြီးသူတို့ထက်ချစ်တာလောက်တော့ကိုမချစ်ပါကိုရောအဲ့တိုင်းပဲလေဘာမှမကျင်တဲ့ဆရာတော့မရှိပါအဲ့ဒီမှာမြတ်စွာဘုရားကအဖို့တန်တဲ့စကားတစ်ခွန်းပေါ့တတ္တဝါတိုင်းဟာကိုအချစ်ဆုံးဖြစ်တဲ့အတွက်ကြောင့်ကိုချင်းစာစိတ်နဲ့ဘယ်လိုတတ္တဝါကိုမှမနှိမ့်ဆက်ရဘူးမဆင်းရဲစေရဘူးတဲ့ကိုလည်းပဲကိုချစ်တယ်သူတို့လည်းပဲသူတို့ချစ်တယ်ဘယ်သူမှကိုမဆင်းရဲစေခြင်းဘူးဒါကြောင့်ကိုချစ်ကြတဲ့တတ္တဝါတွေကိုကိုယ်ဟာဆင်းရဲအောင်မလုပ်ရဘူးဒါလေးကိုပြောကျင်တာမြတ်စွာဘုရား